ကဲမင်္ဂလာပါမျိုးတွေဒီနေ့တော့ကျွန်တော်တို့ Feastopia ဆိုတဲ့ game အကြောင်းပြောကြမှာဗျာဆိုတော့ဒီ game ကမသိလို့ရှိရင်သူက colorful ဖြစ်ပြီးတော့လုံးဝရုပ်ကလေးတွေကလည်း cartoon ရုံနဲ့လုံးဝအပန်းပြေ casual ဆော့တဲ့ game လို့ပဲထင်ရပါမယ်တကယ်တမ်းကျတော့နည်းနည်း strategy သုံးရတယ်ပေါ့နော်နောက်ပြီးတော့ roguelike element တွေပါတယ်ပြီးကြတော့အစားအသောက်သိမ်းနဲ့ပေါင်းထားတယ်ဆိုတော့နည်းနည်းလေးစမ်းတယ်ပေါ့ဆိုတော့ဒီ game လေးအကြောင်းကျွန်တော်တို့ပြောကြစို့အရင်ဆုံးဒီ Feastopia ရဲ့အဓိကဇာတ်လမ်းကတော့ဗာလဲဆိုတော့မြို့တီးရတယ်အဲ့မြို့မှာဝတ်တုအမီးနဲ့တဝါခေါင်းပေါ့နော်အဲ့လိုပေါ့ခေါင်းကျွန်တော်တို့ကအစာကျွေးရတယ်ဗျာနတ်ဖျားပေါ့ဆိုဒန်ကိုလို့ခေါ်တယ်သူဒန်ကိုဆိုတော့စီးတိုင်းပြောတာမဟုတ်နတ်ဖျားပြောတာပေါ့နော်နတ်ဖျားဒန်ကိုကျွန်တော်တို့ကအစာကျွေးရတယ်ဆိုတော့ဒီကောင်ကတို့အစာကြီးတဲ့ကောင်ဆိုတော့သူဘိုက်စားလိုက်ရင်ဒေါသထွက်လာပြီးတော့သူကတမျိုးလုံးသူကဖြက်စီးပစ်တယ်ဆိုတဲ့ပုံစံမျိုးလေးရှိတယ်ဗျာ။ပြီးကြတော့ဒီ game ရဲ့အဓိက aspect ကဘာလဲဆိုတော့ဒီနတ်ဖျားကိုအစာကျွေးရတယ်သူစားတဲ့သူတို့ demand တွေလုပ်တယ်ဗျာ။သူလုပ်တဲ့ demand တွေရှိအဲ့ demand တွေကိုပြည့်မီအောင်ဖြည့်ဆည်းပေးရတယ်ပေါ့နော်။ပြီးကြလို့ရှိရင်မြို့ကိုဘုံမင်းဖြစ်အောင်လုပ်ပေးရတယ်ပေါ့။ဆိုတော့အဓိကဒီထဲမှာရန်သူတွေဘာညာတွေဘာမှမပါဘဲနဲ့ဒီနတ်ဖျားဘိုက်စာမှာကိုကြောက်ရတဲ့မကန်နဲ့ပေါ့နော်။ဆိုတော့ तू ကတခုခုတောင်းဆိုလိုက်ပြီဆိုရင်ကိုအဲ့တခုကိုဖြည့်ဆည်းပေးရမယ်ဖြည့်ဆည်းပေးရင် तू ကဒေါသထွက်လာအောင်ပေါ့နော်။ဆိုတော့ဒီလိုပုံစံမျိုးလေးရှိ။နောက်တစ်ခုက gameplay ပိုင်းကကြတော့စိုက်ပျိုးရေးတွေထုတ်လုပ်တာတွေဒါတွေကိုကျွန်တော်တို့အဓိကအသားပေးပြီးတော့ဆော့ရတယ်ပေါ့နော်ဆက်ချင်းမှာတော့ပန်းသီးတို့ဂျုံတို့ဒီလောက်ပဲကျွန်တော်တို့လုပ်ရတယ်သူတောင်းတာလည်းဒီလောက်ပဲပေါ့နော်ဒါပေမဲ့အချိန်ကြာလာတဲ့အမျှဒန်ကိုကအစားအသောက်ကကြီးများလာတယ်သူကမှ cheese ပါတဲ့ pizza တို့အဲ့လိုပေါ့နော်ရှုပ်ထွေးတဲ့ဟင်းလျာတွေပေါ့လောက်ရတာဆိုတော့ဒီလိုပုံစံမျိုးတွေတော့တောင်းဆိုလာအဲ့ခါကျရင်ကျွန်တော်တို့မှာဒီ production line တွေကိုကျွန်တော်တို့ကဒီစားလေးလောက်ရတယ်ဘာလို့လဲဆိုတော့စောက်တဲ့နေရာတွေကတစ်ခုနဲ့တစ်ခုကချိတ်ဆက်မှုရှိနေရတယ်ပေါ့နော်။ဥပမာလမ်းအနေနဲ့သူကချိတ်ပေးရတယ်ဗျာ။အဲ့လိုမျိုးချိတ်ပေးတော့မှပဲဒီအဆောက်အဦနေအလုပ်လုပ်တာပေါ့နော်။ချိတ်ပေးတဲ့နေရာမှာလည်းကိုလိုအပ်တဲ့ဒီ protection facility နဲ့စိုက်ပျိုးရေးထုတ်တဲ့နေရာနဲ့အရန်ဝေးနေလို့လည်းမဖြစ်ဘူး။ဘာလို့လဲဆိုတော့ဝေးနေလို့ရှိရင်သူအဝေးယူသွားတဲ့အတွက်လုပ်တဲ့အချိန်ကြီးကြာတယ်ပေါ့နော်နောက်ပြီးတော့ resource တစ်ခုကိုလိုအပ်တာလည်းprotection လုပ်ဖို့အတွက်လိုအပ်တာဥပမာဟာတော့သုံးမွှေးကိုကျွန်တော်တို့က jargon လုပ်ဖို့လည်းလိုအပ်တယ်လို့မျိုးတခြားတနေရာမှာလည်းလိုအပ်တယ်ဥပမာ jargon လုပ်ဖို့မှာအကုန်ထည့်ထားလို့ရှိရင်ကျွန်တော်တို့ကတခြားနေရာ protection ကလုပ်လို့မရတော့ဘူးပေါ့နော်ဒီလိုပုံစံမျိုးတွေကအများကြီးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတေးရှားလေးစဉ်းစားရတယ်ကိုယ့်အတွက်ဘာ priority ဖြစ်မလဲပေါ့နော်ဒီလိုပုံစံမျိုးတွေတော့စဉ်းစားရတယ်နောက်တစ်ခုကကြတော့ roguelike element ပါတယ်ဒီ game မှာရှုံးသွားလို့ရှိရင်အစားပြန်စားရတယ်ဒါပေမဲ့ရှုံးသွားတိုင်းမှာ wish တွေရတယ် wish တွေရပြီးတော့နောက်တစ်ခေါက်တော့ကိုအများနဲ့ upgrade တွေလုပ်လို့ရတယ်ကြားလို့ရှိရင်နောက်တစ်ခေါက်နဲ့ဒီလိုမျိုးပေါ့နော်ကို improve ဖြစ်ပြီးတော့ကျွန်တော်တို့ဆော့ရပုံစံမျိုးပေါ့နော်ကျွန်တော်သတိထားမှာပါလဲဆိုတော့ဒီ Danko ရဲ့ what gosh ပေါ့နော်ဆိုတော့သူဒေါသဒီဘေးနားမှာတော့ဟို crash လေးနှစ်ခုရှိရဗျာတစ်ဖက်ကကြတော့သူ satisfy ဖြစ်တဲ့ဟာပေါ့တစ်ဖက်ကကြသူစိတ်တူတဲ့ဟာပေါ့နော်ဆိုတော့သူကတကယ်လို့ရှိရင်စားတောက်တွေနောက်ကျတာမျိုးလူတွေတေကုန်လာမျိုးဖြစ်လို့ရှိရင်ဒီ gosh ကတက်လာတယ်ဗျာတက်လာပြီးတော့ဘာဝဘေးရနေတွေကကြားတတ်တယ်ပေါ့နော်မီးလောင်တာတွေမြူဆိုင်တာတွေစိုက်ခင်းတွေပျက်စီးတာတွေလို့ပုံစံမျိုးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ကိုကအဓိက resource ကိုမျှအောင်သုံးပြီးတော့သူဘိုက်စားလာတဲ့အချိန်ကျရင် satisfy ဖြစ်အောင်ကျွေးမေးဖို့ပဲပေါ့နော်သူ satisfy ဖြစ်သွားရင်လည်းသူ reward တွေပေးတယ်ဥပမာကို blueprint အသစ်တွေပေးတယ်အပြီးကြလို့ရှိရင်စောက်လို့ရတဲ့ဟာတွေပေးတယ်နောက် resource တွေပေးတယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့ရွေးချယ်လို့ရတယ်အဲ့တော့ပထမဆုံးစော့မဲ့သူတွေအတွက်ကတော့အစောပိုင်းမှာ storage ကို queue site တင်တယ်ပေါ့နော်အစားအသောက်တွေပူရှန်နေတဲ့အချိန်မှာတိုးလောက်ယုံနေဘာနေပေါ့နော်ဒီထဲမှာတော့ဘန်လို့ခေါ်တာပေါ့ဘန်နေတော်တော်များဆောက်ထားတဲ့နဲ့ဒန်ကိုသူဘိုက်စာလာတဲ့အချိန်ကျတော့မှအသေးအတန်လိုက်ပြီးတော့စုတာတို့ချက်တာတို့လုပ်နေမမီဘူးပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးလေးရှိတယ်နောက်တစ်ခုက blueprint ရွေးချယ်ဖို့အရေးကြီးတယ်ပေါ့နော် blueprint ကသူကအဆောက်အုံအသစ်တွေပေါ့နော်ဆိုတော့မြေပုံအလိုက်မှာသူကတခါဆော့လို့ရှိရင် game ကမြေပုံမတူဘူးဗျာမြေပုံတစ်ခုနဲ့တစ်ခုကမတူကျွန်တော်တို့ procedural generation လုပ်တယ်ပေါ့နော်မြေပုံတစ်ခုနဲ့တစ်ခုမတူတဲ့အခါကျတော့ဒီမြေပုံတစ်ခုချင်းစီမှာသူ့ရဲ့ဒီကျွယ်ဝတဲ့တယံဇာတတွေရှိရဗျာဆိုတော့ကျွန်တော်အဲ့ဒါတွေကိုကြည့်ပြီးတော့မှ blueprint ကဘလို့ဟာမျိုးကိုအတွက်ကိုက်မှာလဲကိုဘလို့လုံးမှာလဲဆိုတဲ့ဟာကိုရွေးပြီးတော့မဆိုင်တဲ့အဆောက်အုံတွေ blueprint တွေကိုရွေးလိုက်မိလို့ရှိရင်ကျွန်တော်တို့ကပြဿနာတွေရှိရပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးတွေရှိရနောက်တစ်ခုကကြတော့ roguelike ဆိုတဲ့ nature အရာရှုံးသွားလို့ရှိရင်စိတ်ပြတ်စရာမလိုဘူးကျွန်တော်တို့အရာလာတဲ့ point တွေနဲ့ permanent upgrade တွေလုပ်လို့ရတယ်ပြီးကြနောက်ပွဲတွေမှာပို့ပြီးတော့ progressive သွားလို့ရတယ်ပေါ့နော်ဆိုတော့ဒီလိုပုံစံမျိုးလေးရှိဆိုတော့ Feastopia ကောင်းလားဆိုတော့ဆက်စချင်းမှာတော့ကလေးကလားလို့စော့ရတဲ့ပုံစံမျိုးလေးဗျာဒါပေမဲ့နောက်ပိုင်းကြလို့ရှိရင်တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်နောက်ပြီးတော့ resource management တော့တော်တော်လေးလိုအပ်တယ်ပေါ့နော်ဘယ်နေရာမှာစောက်အောင်နေစောက်မယ်ဘယ်နေရာမှာပြောင်းထားမယ်ဘယ်နေရာမှာသူ့ရဲ့ဒီ production chain ကိုသွားမယ်ဆိုတဲ့ပုံစံမျိုးလေးတွေကိုကျွန်တော်တို့ကသေချာလေ့လာဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့လွယ်မလို့နဲ့ခက်တဲ့ fatigue ကိုအစာကျွေးတဲ့ game လို့ပဲကျွန်တော်တို့ပြောလို့ရတယ်ပေါ့ casual game သမားတွေလည်းဆော့လို့ရတယ် hardcore တွေလည်းဆော့လို့ရတယ်ပေါ့နော်ကျွန်တော်ဒီ game လေးကိုလည်းကျွန်တော်ရဲ့ Telegram channel ထဲမှာလည်းတင်ပေးထားမယ်ပေါ့နော်ဆိုတော့ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်